နောက်ဆိုမြင်ရပြီကပ်ချာစီရန်နဲ့ဒီစီရန်ထပ်လိမ့်ပါမယ်ဒါအမြဲလိမ့်နေကြမလို့တော်တော်များများလေအဲ့လိုမျိုး YouTube ဗီဒီယိုတွေမှာ YouTube ဗီဒီယိုတွေကြည့်လို့ရှိရင်ပေါ့နော်အဲ့လိုမျိုးတို့ဒီကိုရီးယားမာလေးရဲ့ဒီ daily life တို့ဒီမှာ get ready ကြည့်လို့ရှိရင်အဲ့ဒီ3 4 5ကိုခဏခဏအရန်မြင်ရတယ်ပေါ့နော်ပြီးတော့အဲ့လို review လည်းအရန်ကောင်းတာများတယ်ပေါ့နော်အဲ့တော့ဆွဲလိမ့်ကြည့်နေရကုန်တာတော့ကုန်ကနေပြီမပြောတော့အကုန်လုံးကဟိုကုန်နေတဲ့ဟာတွေပဲလိမ့်လို့လားမသိဘူးအရင်ကဟို break out ဖြစ်တာတော့ဆိုရအဲ့လိုဝက်ချန်ထားတာတွေပါတယ်ဘာမှမဖြစ်ဘူးပြီးတော့ make up solution လည်းသူကလည်းသူနေရပေါ့နော်မျက်နှာကကြာလေးခံတယ်အဲ့တော့အခုသုံးနေတဲ့ product တွေကကိုနေတဲ့ product တွေလို့ပဲထင်တာပဲဘာလို့ဆိုတော့ဒီ product တွေကိုအစမ်းမလိမ့်ခင်မှာခုနလို PC လေး sample လေးတွေပေါ့နော်အဲ့လိုတော့ try နေအဓိကတော့ဒီ serum တို့ဒီ moisturizer တို့ဘာလို့အဲ့လိုမျိုးပေါ့နော် hydration ပေးတဲ့ဟာတွေအကုန်လုံးကကြတော့လေစီကကြီးဖြစ်လုံးဝမနေတော့ဒီ3 4 5အပြောင်း147ရှိတယ်အဲ့မှာဒါပေမဲ့ဒါကြတော့တစ်ခုရှင်းပြမယ်ပေါ့နော်ဒါကြတော့3 4 5 serum ဒါ3 4 5 serum ဒါကြတော့ဒါနဲ့3 4 5 serum ဒါဘူးတဲ့3 4 5ပဲဒါနဲ့နှစ်ခုရှိတယ်ဒီ3 4 5နဲ့ဒီမှာ147တို့လားသူကရလက်ကကွာတယ်ဘာလို့ဆိုတော့ဒီ serum ကလုံးဒီ serum မဟုတ်ဒါကြတော့ဘာလဲဒါကကြတော့ cream barrier cream ဒါ relief cream barrier ဘာလဲမသိဘူးဒါကတော့ serum လို့သိဟုတ်တယ်ဒါကြတော့ relief cream ဒါကြတော့ relief cream ဒါကြတော့ barrier cream ပေါ့နော်ဒီ barrier cream ဒီနှစ်ခုတည်းမှာဒါပဲသုံးတယ်ဒါမကြိုက်ဘူးတက်ချလုံးဝမကြိုက်ဘူးတော်မကြိုက်ဘူးဘာလို့ဆိုကစီနေပါဒီကသူကလိမ့်လိုက်လို့ရှင်ပြီးတော့တက်ချပြကွာဒီကကိုအကြိုက်မဟုတ်လားမျိုးဘာလို့ဝယ်ရလဲဆိုတော့ဒီနှစ်ခုကတွဲပြီးတော့သူကအဲ့လိုမျိုးဆက်လေဒီလိုတွဲပြီးတော့ဆက်ဆိုတော့အကြောင်းဒီကလည်းဝယ်တာတက်ချလေသူတက်ကြီးနေကွာဒီကအဲ့လိုဆွဲရခတ်တဲ့တက်ချလိုမျိုးပဲအဲ့လိုဆိုတော့အဲ့ဒီဟာကိုတော်တော်များများအဲ့လိုမနက်ပိုင်းနေပါရမှာဆိုလို့ရှိရင်မနော်အဲ့လိုအချိန်မရှိရင်တိတ်မလိမ်ဘူးဘာလို့ဆိုတိတ်မကြိုက်ဘူးအဲ့ဒီ test ချာကိုလုံးဝမကြိုက်တာအလုံးကြိုက်လဲဆိုစီးကက်ကြီးဖြစ်လို့ခရင်ကကြတော့ကိုလိမ့်နေကြအဲ့လိုမျိုးပဲချွဲလေးပေါ့နော်အရင်ကက်ကြီးစီးကက်ကြီးမဖြစ်တော့အဲ့ဒါလေးလိမ့်ဖြစ်တယ်ဒါကြတော့ဘလို့ကြီးလည်းမသိဘူးဘလို့ပြောင်းလဲစီးကက်နည်းနည်းပို့ရောတစ်ဖြစ်တယ်လို့ခံစားတော့တိတ်မလိမ့်ဘူးအခုလိမ့်လိုက်ပြီပေါ့နော် anyway မလိမ့်နိုင်ကြားတဲ့အခါကျတော့လေနှမျိုးကိုကောင်းတယ်လှုပ်ပြေးရတယ်အဲ့တော့လိမ့်လိုက်ပါပြီညနာအရင်အသားကြီးကောင်းတဲ့လူမဟုတ်ဘူးဒါပေမဲ့အသားကြီးအရင်မကောင်းဆိုပေမဲ့လည်းအရင် breakout တွေပါအဲ့လိုမျိုးတော့မထားဘူးဒါပေမဲ့အမဲဆက်တော့ရှိတယ်ဒီလိုမျိုးအဲ့လိုအဆက်ကလေးအနီဆက်လေးအမဲဆက်လေးဒီအနီလေးကဘာလေးလဲတော့မသိဘူးမပြဘူးသူကလည်းသူအဲ့လိုအမဲဆက်လေးတော့ရှိတယ်Okay ဒါနဲ့ဒီအမွှေးရဘာလို့ကြာနေလဲမသိဘူး။နောက်ဒီလောက်ချီကားပြီးသား။ Okay anyway အခုကဘာလဲမှလဲဆိုတော့ foundation ဒါ foundation မဟုတ်ဒါကျတော့ concealer လေးနည်းနည်းထည့်မယ်ပေါ့နော်။ concealer မျက်လုံးအောက်ကရေတွင်းဖြစ်နေတဲ့အတွက်ကြောင့်တော့အဲ့ဒီမျက်လုံးအောက်ကရေတွင်းကိုနည်းနည်းဖိုးပါမယ်။ပြီးလို့ရှိရင်အဲ့လိုအမဲဆက်လေးဒီနှာခမ်းတစ်ဝိုက်မှာဆိုအရင်တိတာရဲ့အမဲဆက်လေးဘာကြောင့်ဖြစ်တာလဲဆိုတော့အဲ့လိုဝက်ချန်လေးပေါက်တယ်ပြီးလို့ရှိရင်အဲ့ဒီနေလောင်တာပေါ့နော်နေလောင်တဲ့ခါတော့ဆိုလို့ရှိရင်တိတ်ပြီးအဲ့ဒီနှာခမ်းတွေပါတကယ်တော့ sun cream လိမ့်ရတာအားမုန်းတယ်ပြီးစီပါရသွားတယ် sun cream ပါတိတ်မလဲဘူးအဲ့တော့ဒီဟာလေးကကျတော့ကျမအသားရင်းနဲ့အရင်အဆင်ပြေတဲ့အတွက်ကြောင့်လို့ဒီ concealer လေးလိမ့်ပါတယ်အမဲဆက်လေးပေါ့နော်
နားလေးမှာအမဲဆက်လေးနည်းနည်းရှိရတဲ့အတွက်ကြောင့်မလို့အမဲဆက်လေးနားလေးနဲ့ပြီးမျက်လုံးကနည်းနည်းမဲနေရဘာလို့မဲနေလဲဆိုညသိမ့်အေးလို့အဲ့လိုဆိုတော့ဒါလေးနည်းနည်းထည့်မယ် case to case ပြီးရင်ဒီတော့ပတ်လေးနဲ့မနတော့ပတ်ကိုလေဟွာလေးဖြန်းအောင်မဒါပေမဲ့သွားစရာအခုကနိုင်ထိုးနေပြီရှင်းနိုင်ထိုးနေပြီကျမရှင်းနိုင်ထိုးနေရပြီရှင်းနိုင်ထိုးနေပြီဆိုရင်မြန်ဆက်ချမ်းလေးပဲငဘူးကြံခဲ့တာနောက်ဘူးကမေ့သွားတယ်ကွန်စီလာနဲ့အစင်ပြေနေပြီโอเคမဇန်အဲ့လိုအမဲဆက်လေးမြင်ရတယ်အဲ့အမဲဆက်လေးကိုကွန်စီလာဖို့ပြီးတကားလားကွန်စီလာနဲ့အောင်ရပါတယ်မိတ်ကပ်တောင်လေးရမလို့ဒါတော့မိတ်ကပ်ဒီမိတ်ကပ်ကပို့ပြီးတော့ကြာရှည်ခံတယ်အများကြီးတော့လိမ့်ကြမလို့ညပဲရောက်နေပြီဆိုတော့တောက်လေးပဲထည့်ပြီးတော့ပြေပုံလောင်းလေးခုနကြံခဲ့တဲ့နေရာတော့ပဲထည့်စရာလို့ဖုံးကျင်တဲ့နေရာပို့ပြီးတော့ထည့်လိုက်ဖို့ပဲဒါကတော့ကွန်စီလာနဲ့တော်တော်လုံလောက်နေအကြောင်းမိတ်ကပ်ကိုသိမသုံးပါတော့ဒါပေမဲ့အဲ့လိုမျိုးကတော့တနေ့ကုန်သွားစရာလာစရာရှိပြီးတော့အဲ့လိုမျိုးကြံပြီးထက်ချက်မလုပ်နိုင်တဲ့အချိန်ဆိုရင်တော့ကွန်စီလာဘယ်လောက်ထူထူမိတ်ကပ်ထည့်ပါတယ်ဘာလို့ဆိုတော့ကွန်စီလာနဲ့မိတ်ကပ်နဲ့ကမတူဘူးကွာဒီလားအဲ့တော့မတူဘူးဆိုတာကွန်စီလာကပို့ပြီးတော့ coverage ပေးပါမိတ်ကပ်ထည့်လိုက်တဲ့အခါကျတော့မျက်နှာထူလုံးကတိတ်ပြီးတော့အဲ့လိုမျိုး flawless ဖြစ်နေအောင်ပဲတိတ်ပြီးတော့အဲ့လိုမျိုးဒီမငြင်းမညာရမဖြစ်တော့ခုနကွန်စီလာမပါတဲ့နေရာတွေပဲနင်းများလေးပို့ထည့်လိုက်တဲ့ဒီဘက်ပါးရီဆိုမထည့်ရသေးဘူးဒီနဲ့ထင်းနေဆိုလည်းမပါဘူးအဲဆိုလို့ရှိရင်ညီသွားပြီလို့ထင်တာပဲပြန်စီးကြကြာလို့ရှိရင်ဟိုဖြစ်သွားမှာပုံသွင်းပြီးတော့ဟာကိုရွာညနေလေးလေးပဲနဲ့ကွာရှင်းထားတာဖြစ်မှာဆိုလို့နည်းနည်းတော့လိမ့်ပေးလိုက်အောင်မယ်ကွာရှင်းထားတဲ့ကိစ္စကိုမရှိတော့ပြီးရင်တော့ဒီမှာအတင်းမြန်ဆုံးတော့ပါနီလေးရနေပါနီအဲ့လက်ကလေးဟိုရာဒီရာဟိုကုတ်တီအောင်လည်းမိတ်ကလေးလို့ရှင်လည်းကောင်းပါလေတော်တော်များတို့မျက်နှာမထိတော့ကျွန်မအရန်ထိမိတ်ကလေးနဲ့မနေနိုင်တော့အဲ့လိုမိတ်ကအဲ့လိုဒီလိုထူထူကြီးလိမ့်လာလို့ဆိုထူထူတော့မဟုတ်ပါဘူးဘာမှတော့မလိမ့်လာပါဘူးအများကြီးဒါပေမဲ့မနေတော့ဘူးဒီကတော့မိတ်ကလေးရတိတ်မကြိုက်ဖြစ်နိုင်စကင်လေးကောင်းတယ်ပေါ့နော်လို့ dashboard ရမရှိဘူးဆိုလို့ရှင်တော့ဒီတိုင်းအဲ့လိုမိစကင်ကဲလေးလိမ့်ပြီးတော့ပဲပြန်ထွက်ချင်တယ်ဒါပေမဲ့အဲ့လိုကောင်းမနေဘူးလေတကယ်အဲ့လို treatment တွေပါလေလုပ်ရတာလေအရန်သဘောကျတယ် treatment တွေလုပ်ရအရန်သဘောကျတယ်ဟိုလိုမျိုးကအဲ့လိုပြင်းပြင်းနေတဲ့ treatment တွေပြောအောင်လို့အဲ့လို dashboard တွေဖဲဟာတွေပါလောက်တာတော့လောက်ချင်တယ်လောက်ပြောလေတခါလောက်ပြောလေအဲ့လိုမျိုးတခါအပြီးစီဘာမှလိမ့်ကြမလို့အဲ့လိုစကင်လေးရချင်တယ်အဲ့လိုလောက်ရအောင်လေပတ်စံရှိနေဆိုတော့လေမိကနေနေဖို့လာတာပေါ့နော်ဒါဆိုရင်လည်းနည်းနည်းအယောင်ကြီးထွက်လာပြီ
ဒါအခုအယောင်နေနဲ့ထွက်နေပြီးလို့ရှင်ပေါတာပုတ်လိုက်လို့ရှင်မချမ်းတော့ညနာရလေအဲ့လိုမျိုးအကြိုက်ဆုံးအစီပိုင်းဆိုလို့ရှင်နှာခေါင်းလေးကိုတဘောကြတယ်ဘာလို့ဆိုတော့နှာခေါင်းကအဲ့လိုနှာရန်ဆင်းဆင်းနေတယ်လို့ခံစားရတယ်ဒါပေမဲ့ဒီလိုမျိုးပြင်ကြည့်ပြန်လို့လည်းနှာခေါင်းအဲ့လောက်ကြီးထင်းနေမို့ပုံမဖြစ်နေဘူးဒါပေမဲ့တခုရှိရဒီနှာခေါင်းကအရင်ရုပ်မဆိုးသွားတဲ့အတွက်နှာခေါင်းကားကားနဲ့ပြပြအဲ့လိုမျိုးမပြုတ်သွားတဲ့အတွက်ကြောင့်လို့ညနာခြုံနဲ့အဲ့လိုမျိုးခြုံကြီးကြံနေတာပေါ့နော်ဒါပေမဲ့နှာခမ်းကတော့တိတ်သဘောမကျတခါလေးလည်းပိုးကြတယ်ခါလေးသဘောမကျဘူးဆိုတော့တိတ်နှာခမ်းထူရလို့ခံစားရတယ်အဲ့လိုမျိုးတကယ်တော့မတ်စကာရာခီးသွားရင်လည်းပျောက်သွားတယ်အဲ့တော့မတ်စကာရာပုံမှန်ဆိုတော့အမြဲလုပ်တဲ့မတ်စကာရာဒါပေမဲ့အခုမတ်စကာရာမရှိနေဒါတော့ setting လို့မျိုးသုံးတာ face mist ပေါ့ညခုံးမွေးစီနာမပါပေါက်ပြီးထားတဲ့ညခုံးမွေးကိုလုပ်ရအောင်မိရယ်ပြီးပါပြီဒါလေးနှက်ခမ်းနေနဲ့သုံးလို့ရတယ်ဒီဥစ္စာလေးဝယ်ရတော်တော်အဆင်ပြေသူကအယောင်2ယောင်ပါတော့ကဒီဘက်ကပါနေနဲ့သုံးဒီဘက်ကကျတော့နှက်ခမ်းနေနဲ့သုံးလို့ရတယ်ဒီအယောင်နဲ့အခုစိုးထားတဲ့ဒီဘာသာဒီအယောင်လေးနဲ့နည်းနည်းဆင်းတယ်ဒါလေးနဲ့ဆင်းတယ်ဒါကျတော့နှက်ခမ်းနေရောင်
ဒီတွေကပါနေအောင်နည်းနည်းမစင်နဲ့ဒီအောင်တစ်ခုနည်းနည်းစင်နေပေါ့နော်ပြီးတော့ test ချလဲစင်နေသူလည်း glossy တိုက်လေးပဲဆိုတော့ဒါကတော့နည်းနည်းပိုရှင်းတယ်ဟိုကလေးကတော့အလေလက်ပေါ့နှစ်ခုရောဆိုတာအတိုင်းပဲ